15မိုင်9ဖာလုံးအမြန်လန်းဝင်တဲ့ရွှေပြည်ဖျားရဲ့ဒါအလူရှင်တွေပါဦးထွန်းလိုင်းနဲ့အလူရှင်တော့ခင်နှင်းဝါတမီတောင်တာနင်းစုလိုက်ဆိုပြီးတော့ဒါတမီသားစုအလူဒီနေ့ကတော့မြူတွေကြပြီးတော့မိုးတွေအုံတာအချိန်ကတော့9နာရီနာကတ်နေနေ့9နာရီထိုးတော့မှာ15မိုင်ရွှေပြည်ဖျားမြန်တော့အမြင့်ကတော့အမြင့်ပြီ100နီးနီးလောက်တော့ရှိမယ်ထင်တာပဲအဲ့ကားပကင်ဝင်းပေါ့ဒီနေ့ကမြူတွေကြပြီးတော့ပုံဖိုင်းနေဒါဒီဘက်မှာတော့အောင်ဒုက္ခဆိုတဲ့ဓမ္မယုံရှိတယ်ထဲမှာတော့ဖျားဖူးနေတဲ့ပြည်သူတွေရှိတယ်အဲ့တော့ကပီးမော်ကွန်းလေးတော့ပြပေးဦးအဲ့ဂျာမင်းကနေနေရာပြပေးတယ်ဆိုတာမျိုးအဲ့ဆိုတော့ဒီအောင်ဒုက္ခရွှေပြည်မြတ်စွာဘုရားကြီးတမိုင်းကပီးမော်မြန်မာတရ1383ခရစ်တကရ2012ခုနှစ်ကထဲတစ်ချက်ပြပေး